မင်းမရှိမဖြစ်ဘူးလို့တွေးခဲ့မှုရဲ့နေရတွေ့တုန်းကဘာပြင်းတက်ခံစားခဲ့ရတဲ့အမှန်ပဲတယောက်တည်းရုပ်ခဲ့ရတဲ့ညတွေကရှိတရားလို့ဘယ်တော့မှမနစ်ဖက်ကိုရောက်တော့မှမဟုတ်ဘူးလို့တော့ထင်ခဲ့မိတယ်ဒါပေမဲ့လေအချိန်ဆိုတဲ့အရာကတကယ်ပဲဆိုတတ်ပါပဲတရပီးတရကိုဆုံးသွားအိနေအလွမ်းတွေကလွတ်ပြတ်သွားတာမျိုးမဟုတ်ပဲအဲ့ဒီအလွမ်းတွေနဲ့ပဲနေတက်သွားတာပါနှလုံးသားလေးကအနာဖေးလေးကဖြည်းဖြည်းမှခဲသွားပြီတတိယချင်းတွေကလည်းအဲ့ဒီလိုမနာကျင်တော့အခုတော့မမရှိတဲ့ဘွားကြီးကလည်းပုံမှန်တိုက်လက်ပန်းနေတာပဲမနေ့ကစားကော်ဖီတောက်တယ်အလုပ်သွားတယ်တကယ်ချင်းတွေနဲ့ရီမိုးရတဲ့ရက်တွေလည်းရှိလာတယ်ငါဘွားထဲမှာမရှိတော့တဲ့ဖြည်းဖြည်းနဲ့နေတာကြဖြစ်လို့လာခဲ့ပြီဒါပေမဲ့ဒီခါတလေရာသီဥတုအပြောင်းလဲမှာပဲဖြစ်ဖြစ်မင်းကြိတ်တက်တဲ့ချစ်တဲ့ကိုကြားလိုက်ရတဲ့အခါမှာပဲဖြစ်ဖြစ်ရင်ထဲမှာလွတ်ခဲ့သွားမိတော့ပဲအဲ့ဒါကပြန်လို့ချစ်လို့မဟုတ်ပါဘူးငါဘဝရဲ့အခြေပိုင်းခြားတစ်ခုမှာမင်းဆိုတဲ့လူကတကယ်ကိုလာပါခဲ့ဖို့ကြောင့်တက်တက်ပြနေတာပါအခုဆိုရင်ငါတို့နှစ်ယောက်လုံးကိုလန်းကိုရှောင်းရင်းနဲ့ဝေးကွာသွားကြပြီပေါ့မင်းလည်းမင်းရဲ့ကဘာမှာပြောရှင်ပါစေငါလည်းငါရဲ့နေတာတကြဖြစ်တည်မှုလေးထဲမှာပဲအချမ်းစွာနဲ့ပဲစစ်စစ်သွားပါတော့မယ်